အာဇာနည်နေ့လည်းပြီးသွားပြီကမ္ဘာဖလားလည်းပြီးသွားပြီတော်လန်ကြီးကတော့လက်ကျန်ရှိနေသေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့တော်လန်ကြီးနဲ့ပတ်သက်လို့ဆိုရင်ပြောစရာတွေအများကြီးရှိတဲ့ဂျားတွေကမှကျွန်တော်တို့ YouTube ဟိုဝိုင်းပြီးတော့မှ clip ပေးကြတယ်ကြည့်ပေးကြတယ်ညီကိုမောင်နှမတွေကိုလည်းကျွန်တော်ဒီနေ့စကားလေးနည်းနည်းပြောချင်တယ်ပေါ့နော်ဟုတ်ပါတယ်ကျွန်တော်တို့ကဇူလိုင်19အာဇာနည်နေ့လည်းပြီးသွားပါပြီကမ္ဘာဖလားလည်းပြီးသွားပါပြီကျွန်တော်တို့လက်ကျန်ရှိနေသေးတာကတော်လန်ရေးပါတော်လန်ရေးကအခုချိန်မှာ9နှစ်ကျော်6နှစ်တည်းရောက်ပြီဆိုတော့ဂျင်းနဲ့ချက်တဲ့အချက်တင်မျိုးစုံနဲ့ရင်ဆိုင်နေရတယ်ဒါကကျွန်တော်ပွန့်ပွန့်လင်းလင်းအားလုံးကိုအသိပေးတာဖြစ်တယ်အဲဒီချိန်မှာကျွန်တော်တို့ဒီလေညီမျိုးစုံပတ်ပေါင်းစုံတွေပတ်စံတွေရှာနေရတာရမငွေရှာနေရတဲ့အပိုင်းတွေရှိတယ်ကျွန်တော်လည်းဒီ YouTube channel ကိုပြန်ပြီးတော့မှလေပတ်ဖို့စူးစမ်းနေတာလေအချိန်ကြီးမျိုးမျိုးဖြစ်နေပြီပေါ့နော်အခုတနေ့ရဆိုလို့ရှိရင်ကျွန်တော်ကိုဒါကျွန်တော်ပထမအချိန် YouTube လောက်ကင်စင်ကကျွန်တော်ကိုစာဖတ်ပေးခဲ့ကြတယ်Mary Che တို့ပါတို့ဒီစာဖတ်ပေးကြတဲ့ reader အုပ်စုကနေပြီးတော့မှဟိုမှာတော်ညာအကောက်ရှောက်ပြီးပြီလားဆိုပြီးကျွန်တော်ကိုမေးလာတယ်ကျွန်တော်ကလည်းအဲ့ဒါတွေမသိဘူးဗျခက်တုံတုံဆိုတော့မသိတဲ့ခါကျတော့ကျွန်တော်အနေနဲ့အဲ့ဒါမလျှောက်ပဲနဲ့ဗီဒီယိုတွေတင်နေတာဗျဗီဒီယိုတွေတက်ရှော့တင်နေတာဆိုတော့နောက်တော့သူတို့ကပြောတယ်ကိုမဟာအဲ့ဒီကြော်ညာလျှောက်တာမရသေးပဲနဲ့ဗီဒီယိုတွေတင်နေပေါ့နော်ဘယ်လောက်တင်ကြိုက်တဲ့လောက်တင်ပတ်စံကြက်မရမှာမဟုတ်ဘူးတဲ့အဲ့တော့ကြော်ညာအရင်လျှောက်လိုက်ပါအောင်ဆိုပြီးတော့မှကျွန်တော်ကိုအကြံပြုလာတယ်ကျွန်တော်လည်းအဲ့ဒါကြောင့်မလို့ကြော်ညာလျှောက်နေတယ်ကြော်ညာအကောက်မပွင့်လာသေးတဲ့ခါကျတော့ကျွန်တော်အနေနဲ့ဗီဒီယိုတင်တာကိုခဏလေးရက်ထားတာဖြစ်တယ်သေချာပါတယ်ကျွန်တော်ဒီ YouTube channel ကိုသေချာပါပြန်ပြီးတော့မှလဲပတ်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလိုမျိုးဆက်ပြီးလဲပတ်အောင်မှာဖြစ်တဲ့အတွက်ဖြတ်တောင်းဖြစ်နေတဲ့အတွက်အားမရတဲ့လူတွေလည်းရှိပါတယ်ဂိူနာဒေါသပေါ့နော်ကိုမဟာလှုပ်လို့ရနေတဲ့သားနဲ့မလှုပ်ဘဲနဲ့ဘာလို့အချိန်တွေဖြုံးနေတာလဲပေါ့နော်ပတ်စံရှာဖို့အတွက်ဘာလို့လောဘနေနေရလဲဆိုပြီးတော့မှဂိူနာဒေါသဖြစ်ကြတယ်တကယ်တော့ကျွန်တော်ပတ်စံရှာဖို့လောဘနဲတာမဟုတ်ပါဘူးပေါ့နော်ကျွန်တော်လည်းတစ်ဖက်မှာလည်း on duty ဖြစ်နေတဲ့ခါကျတော့ဒီ YouTube ကိုကျွန်တော်လှုပ်ချင်ကင်ချင်းစိတ်ရှိရတာနဲ့ကျွန်တော်မလုံနိုင်ဘူးဖြစ်တာပေါ့နော်အဲ့ဒီခါမှာခုနဲ့အရင်လှုပ်ချင်လာတဲ့အချိန်ကျတော့ငါလှုပ်တော့မယ်ဆိုပြီးပြောတဲ့အချိန်မှာကြော်ညာအကောက်မပွင့်သေးတာကိုကျွန်တော်မသိနေဘူးပေါ့နော်မသိနေပဲဆွတ်လုံးနေဆိုတော့ဆက်ငင်ဖြစ်သွားတာပေါ့နော်အမှန်ဆိုရင်ကြော်ညာအကောက်ရှောက်ကြော်ညာအကောက်ပွင့်ပြီးတော့မှကျွန်တော်ဗီဒီယိုတွေတင်ပြီးတော့မှအားလုံးကိုကျင်ညာတင်လာပါပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လိုမလုံနိုင်ခဲ့ဘူးဒါကြောင့်ကျွန်တော်အခုကြော်ညာအကောက်ရှောက်နေပါတယ်ရပြီဆိုရင်ပြန်ပြီးတော့မှအတိပေးပါမယ်ပေါ့နော်ဆိုတော့ဒါလေးကိုပြောချင်တာပါဒီနေ့ဗီဒီယိုကဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့ပုံနှိပ်တစ်ဖက်မှာလည်းတော်လန်တော့ပုံနှိပ်စာပေလုပ်ငန်းလုပ်ကင်တာဖြစ်တဲ့အတွက်ကြောက်ပေါ့နော်အဲ့ဒီကျွန်တော်လက်တော်ထုတ်ဝေထားတဲ့ DOC တင်းနဲ့ပူပေါင်းပြီးတော့မှထုတ်ဝေထားတဲ့အိမ်ဝေးကျတို့ရေးပစ္စကကောင်းကျင်ဆိုတဲ့တကယ်မြေပြင်တော်လန်ရေးဝေဟင်တော်လန်ရေးကိုဒီဇိုင်းမလုပ်ကင်နေတဲ့ရဲဘော်46ယောက်ရဲ့ဒီကဗျာစာအုပ်တွေကကဗျာလေးတစ်ပုဒ်ကိုဒါဒီဗီဒီယိုထဲမှာတစ်ဆက်တည်းကျွန်တော်ရွတ်ဖတ်ပေးပြီးတော့မှတင်ပေးချင်ပါတယ်ပေါ့နော်ဆိုတော့ဒီလက်တော်အနေနဲ့ကဗျာလေးကိုပဲနားဆင်ပြီးတော့မှကျွန်တော်ရဲ့နောက်ကြော်ညာပွင့်လာတဲ့ channel ကိုဆက်ပြီးတော့မှအားပေးကြပါဦးပေါ့နော်ဟုတ်ကဲ့အခုလောလောဆယ်ကျွန်တော်အိမ်ဝေးကျတို့ရဲ့ပစ္စကကောင်းခင်စာအုပ်ရဲ့နောက်ကျော်ကကောက်စာပိုင်ရှင်ဖြစ်တဲ့ကြပြဆရာရှက်ရဲ့စိတ်တွေကိုတော်လန်ရင်းနဲ့ဘူးချီတာဆိုတဲ့ကြပြကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှော့ပြပါမယ်ဗျာနော်ဘယ်လိုပဲဖြစ်ပေါ့နော်ပတ်စံမရသေးဘူးဆိုပေမဲ့လည်းတကယ်လို့ဒီကျွန်တော်ရဲ့ကြပြရှော့ဖတ်တာတွေဘာတွေကိုသဘောကျတယ်ဆိုရင်ကိုယ့်ရဲ့အသိမိတ်ဆွေတွေရှိကိုပြန် share ပေးလို့ရပါတယ်ပြောပေးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီကြပြတွေဘာတွေရွတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်နဲ့ဒီစာပေနဲ့ပတ်သက်ပြီးတော့မှကြပြတွေဘာတွေရွတ်ပြီးတော့မှဇွန်းအားဖြစ်ပေါ့နော်အဲ့လိုမျိုးလုံနိုင်တဲ့လူရှိလို့ရှိရင်လည်းကျွန်တော်တွေ့ပြီးတော့လှုပ်ချင်ပါတယ်ပေါ့နော်ဆိုတော့လောလောဆယ်ကျွန်တော်ကြပြဆရာရှက်ရဲ့စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာဆိုတဲ့ကြပြကိုကျွန်တော်ရွတ်ပြချင်ပါတယ်ဗျစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာအခုလိုနေရိုင်းသွင်းချိန်မှာဘာအကြောင်းပြချက်နဲ့မှစိတ်တွေကိုတော်လန်ရင်းနဲ့လူစုကွဲမတော်စေနဲ့
အိမ်တွေမိရှုခံရတယ်စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာဒေါ်လာဈေးတွေတက်တယ်စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာမီးခဏခဏပြတ်တယ်စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာစီစေးတက်တယ်စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာအန်ယူချီကိုအားမရဘူးစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာမဖြစ်မနေစီးပွားရှာတယ်စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာစိတ်ပြေလက်ပြောက်ဘောလုံးကန်နေစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာအိမ်တွင်းရေးကအစင်မပြေနေဘူးစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာမိယိုဖလာလှူဒန်းလုပ်တယ်စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာ Happy birthday ပါစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီတာငါတို့စိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီထားရမယ်ဘာအကြောင်းပြချက်နဲ့မှစိတ်တွေကိုတော်လန်ရင်းနဲ့လူစုကွဲမသွားစေနဲ့ကုံကုံပြောမယ်လူကြီးတိတ်စိတ်ညအပတ်အိမ်ရင်တော့အိမ်မက်တွေတဲ့တော်လန်စိတ်တွေတဖိတ်ဖိတ်တောက်နေပါစေအခုလိုနရိုင်းသွင်းချိန်မှာစိတ်တွေကိုတော်လန်ရင်းနဲ့ပူးချီထားပါတငယ်ချင်းကြပြဆရာရှက်ရဲ့ကြပြလေးဖြစ်ပါတယ်ဗျာဒီ DOC တင်းရနဲ့မဟာဂျိုစာပြပူပေါင်းထုတ်ရတဲ့ကြပြစာအုပ်လေးဝယ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Facebook page မှာလာပြီးဆက်သွယ်ပြီးဝယ်ယူလို့ရပါတယ် Facebook page link ကိုလည်းကျွန်တော်ဒီ discussion မှာထည့်ပေးထားပါမယ်ဆိုတော့ RPG ရှုပေးကြတဲ့သူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်စုံစည်းကြရအောင်ဗျ